အတင်းတော်ရဲ့အောင်မြင်ခြင်းတိုးတက်ခြင်းဆိုတာကအတင်းတော်ရဲ့မှာမိသားစုလူတွေယုံကြည်လူတောင်ပေါင်းများစွာဝတ်ပြုကိုးကွယ်ခြင်းကိုအောင်မြင်ခြင်းတိုးတက်ခြင်းလို့ပြောချင်တာလည်းမဟုတ်ပါဘူးကျွန်တော်တို့အတင်းတော်ထဲမှာရှိတဲ့လူတွေအားလုံးကတမာတရားထဲမှာကြီးထွားရင်းချက်ပြီးတော့မှကြီးထွားအောင်မြင်တဲ့သူတွေတမာတရားနဲ့ကြွယ်ဝတဲ့သူတွေတမာတရားနဲ့တွားလာတဲ့လူတွေကိုအောင်မြင်တော်သူလို့ခေါ်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ကျွန်တော်တို့တယောက်ချင်းတာဘာလို့ပို့လို့လဲဆိုတော့တမာတရားထဲမှာကြီးထွားဖို့လိုတယ်တမာတရားထဲမှာကြွယ်ဝဖို့လိုတယ်တမာတရားနဲ့အသက်ရှင်တော်သူတွေတမာတရားနဲ့တွားလာတော်သူတွေဘုရားကိုကိုယ်လုံးကိုးစားတဲ့သူတွေပြဖို့ရတဲ့ဘုရားကလိုချင်တာဖြစ်တယ်ဘုရားကလူများတာနေတာကိုစိတ်မဝင်စားဘူးဒါပေမဲ့ကျွန်တော်နှလုံးသားကျွန်တော်အတင်းတော်ထဲမှာဘလို့တွားလာနေတယ်လဲအတင်းတော်ထဲမှာဘလို့ဝတ်ပြုတ်နေတယ်လဲဘလို့စိတ်ထားမျိုးနဲ့ဘုရားကိုချီးမွမ်းနေတာလဲကိုးကွယ်နေတယ်လဲဆုတောင်းနေတယ်လဲဆိုတဲ့အရာကိုဘုရားကပိုစိတ်ဝင်စားတယ်ဒါကြောင့်မလို့အတင်းတော်ကြီးတာတေးတာအဲ့ဒါအရေးမကြီးဘူးကျွန်တော်ရှိတဲ့လူတွေကဘုရားကိုတကယ်အကျွင့်မဲ့ကိုယ်လုံးကိုးစားတဲ့သူပြဖို့ရတဲ့ဘုရားသခင်ကလူတော်ရှိတာဖြစ်တယ်